depression လို့ခေါ်တဲ့စိတ်ကြယောဂဆိုတာပေါ့ပေါ့ဆဆသဘောထားလို့ရတဲ့ယောဂတစ်ခုမဟုတ်ပါဘူး။ကမ္ဘာပေါ်မှာလူပေါင်းတန်းတစ်ထောင်ကျော်ဟာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုခံစားနေရပါတယ်။အဲ့ဒီထဲကမှအများစုကစိတ်ကြယောဂကိုခံစားနေရတာပဲဖြစ်ပါတယ်။အသက်15နှစ်ကနေ29နှစ်အရွယ်လူငယ်လူရွယ်တွေကိုသေဆုံးစေနိုင်တဲ့တတိယမြောက်တရားခံလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီယောဂဟာရွေးထွေးတဲ့ဖေးမထောက်ပံ့မှုတွေကိုယ်တိုင်လိုက်လုပ်လို့ရတဲ့စက်ကဲနည်းလမ်းတွေနဲ့လိုအပ်ရင်ကျွမ်းကျင်ပညာရှင်တွေရဲ့ကုထုံးတွေကုသမှုတွေကိုခံယူရင်ပျောက်ကင်းသက်သာနိုင်တဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။အထူးသဖြင့်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေချစ်ရတဲ့သူတွေကဒီယောဂကိုခံစားနေရရင်ပဲဖြစ်ဖြစ်ကိုယ်တိုင်ခံစားနေရတာပဲဖြစ်ဖြစ်ယောဂအကြောင်းကိုနားလည်ဖို့နဲ့ကုသမှုနည်းလမ်းတွေကိုသိနိုင်ဖို့ဒီဗီဒီယိုလေးကိုတင်ဆက်လိုက်ပါတယ်။ဒီဗီဒီယိုမှာစိတ်ကြယောဂဆိုတာဘာလဲ၊ဘာကြောင့်ဖြစ်ရတာလဲ၊ဘယ်လိုလက္ခဏာတွေရှိနိုင်တယ်လဲ၊ဘယ်လိုနည်းလမ်းတွေနဲ့ကုသနိုင်တယ်လဲဆိုတာတွေကိုပြောပြသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။ Valentine and Rachel blog ကနေကြိုဆိုပါရစေ။ကျွန်မဒေါက်တာ Rachel ဖြစ်ပါတယ်။ကျမရေးနဲ့အထွေထွေဘူးတုဒတွေကိုအမြဲမျှဝေပေးနေတဲ့ channel ဖြစ်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလွတ်မသွားရအောင် channel လေးကို subscribe လုပ်ခဲ့ပါနော်။စိတ်ကြယောဂဆိုတာဘာလဲလို့မပြောခင်ပထမဆုံးအနေနဲ့စိတ်ကြယောဂနဲ့ဝမ်းနေတာနဲ့ကမတူဘူးဆိုတာကိုကွယ်ကွယ်ပြားပြားသိစေချင်ပါတယ်။ဝမ်းနေတဲ့စိတ်မကောင်းဖြစ်တယ်ဆိုတာပုံမှန်ဖြစ်လေဖြစ်တာရှိတဲ့စိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။အလုပ်ပြုတ်သွားလို့စောင့်မွေးပွဲကြားလို့ရည်စားနဲ့လမ်းခွဲလိုက်ရလို့ဒါမှမဟုတ်တခုခုအဆင်မပြေလို့ဝမ်းနေတာစိတ်မကောင်းတာမျိုးကလူတိုင်းဖြစ်နိုင်ပေမဲ့အချိန်နဲ့ကြာလာတဲ့အခါမိမိပျောက်ပျောက်ဖြစ်သွားတတ်ပါတယ်။စိတ်ကြယောဂကတော့ဝမ်းနေတာထက်ပိုနည်းနည်းပါတယ်။ဂရုတစိုက်ကုသရမယ့်ကျန်းမာရေးပြဿနာတစ်ခုပဲဖြစ်ပါတယ်။ဥပမာပြောရရင်အလင်းရောင်မရှိတဲ့ဂူတစ်ခုထဲမှာပိတ်မိနေပြီးလမ်းပြောက်နေတာနဲ့တူပါတယ်။အချိန်ကြာလာတဲ့အခါအာရုံကုန်ခန်းလာပြီးလက်လျှော့လိုက်ဖို့ကိုပဲတွေးမိစေတတ်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။လွယ်လွယ်လေးနဲ့ကြော်ဖြတ်လိုက်ပါလို့ပြောလို့ရတဲ့အရာတစ်ခုမဟုတ်ပါဘူး။ဒီယောဂအကြောင်းကိုတည်တည်ချာချာနားလည်ထားရင်လိုအပ်တဲ့သူတွေကိုတင့်တော်တဲ့ကူညီဖေးမမှုတွေပေးနိုင်ဖို့ထိရောက်တဲ့ကုသမှုတွေခံယူဖို့လိုအပ်ကြောင်းသိရှိဖို့နဲ့ဒီယောဂခံစားနေရတဲ့သူတွေကိုအပြစ်မတင်ဖို့ဖိအားမပေးမိစေဖို့ရည်ရွယ်ပါတယ်။ WHO အဖွဲ့ရဲ့2025ခုနှစ်စစ်တမ်းတွေအရကမ္ဘာတဝန်းမှာရှိတဲ့လူသန်းပေါင်း280ကျော်ဟာစိတ်ကြယောဂကိုခံစားနေရတယ်လို့ဆိုပါတယ်။ဒီနှုန်းထားဟာအရွယ်ရောက်ပြီးတဲ့သူအယောက်20မှာတစ်ယောက်လောက်ဖြစ်နိုင်တယ်လို့ဆိုလိုပါတယ်။အမျိုးသားနဲ့အမျိုးသမီးနှိုင်းယှဉ်ပြောရမယ်ဆိုရင်အမျိုးသမီးတွေကအမျိုးသားတွေထက်တစ်ဆခွဲလောက်ပိုပြီးစိတ်ကြယောဂကိုခံစားကြရပါတယ်။အသက်အရွယ်အနေနဲ့ဘယ်အသက်အရွယ်မှမဆိုဖြစ်နိုင်ပါတယ်။ဆင်းရဲချမ်းသာမရွေးဖြစ်နိုင်ပါတယ်။စိတ်ကြယောဂကိုဖြစ်စေတဲ့အကြောင်းရင်းကတစ်ခုမကရှိနိုင်ပါတယ်။အကြောင်းအရာတွေအားလုံးပေါင်းစုံလာပြီးအချိန်တစ်ခုကြာလာတဲ့အခါယောဂရလာပါတယ်။အုံနောက်ကထွက်တဲ့ဓာတုပစ္စည်းတွေဖြစ်တဲ့ဆီရိုတိုနင်၊နော်အပီနဖရီးနဲ့ဒိုပါမင်းလို့ခေါ်တဲ့ဟော်မုန်းတွေမညီမျှတာ။ဒီဓာတုပစ္စည်းလေးတွေဟာလူတစ်ယောက်ရဲ့အုံနောက်ကိုပုံမှန်အလုပ်လုပ်စေဖို့ထိန်းညှိပေးတဲ့ဟော်မုန်းတွေဖြစ်ပါတယ်။ဒီဟော်မုန်းတွေကရှိရမယ့်ပမာဏမရှိဘဲမညီမျှရင်အဲ့ဒီလူရဲ့စိတ်ခံစားမှုကိုယ်လက်လှုပ်ရှားမှုတွေကိုအနှောက်အယှက်ဖြစ်စေပါတယ်။မိဘမျိုးရိုးလိုက်တာမိဘဆွေမျိုးထဲမှာစိတ်ကြယောဂခံစားနေရတဲ့သူရှိနေရင်လည်းဖြစ်နိုင်ပါတယ်။အဖြစ်အပျက်ဆိုတစ်ခုခုနဲ့တွေ့ကြုံရတာဥပမာညှဉ်းပန်းနှိပ်စက်ခံရတာကိုချစ်တဲ့သူတယောက်ဒါမှမဟုတ်ကိုတန်ဖိုးထားတဲ့အရာတစ်ခုခုကိုဆုံးရှုံးလိုက်ရတာကိုမျောလင်းတဲ့အရာတွေပျက်စီးသွားတာကိုရေးကိုယ်ရာပြဿနာတွေငွေရေးကြေးပြဿနာတွေနဲ့ကိုယ့်ရဲ့ခန္ဓာရည်ထက်ကျော်လွန်နေတဲ့ပြဿနာတွေဖြစ်တာကြာလာတာနဲ့အမျှစိတ်ကြယောဂစတင်လာတာပဲဖြစ်ပါတယ်။ကျန်းမာရေးချို့ယွင်းတာသွေးတိုးနှလုံးစီးချိုလေဖြတ်ကင်ဆာလိုမျိုးနာတာရှည်ယောဂတွေခံစားရတာကြာလာတဲ့အခါဒါမှမဟုတ်သိုင်းရွိုက်ဟော်မုန်းမညီမျှတဲ့ယောဂလိုအခြေအနေမျိုးတွေကလည်းစိတ်ကြယောဂကိုစတင်စေနိုင်ပါတယ်။လူတစ်ယောက်ရဲ့နေထိုင်မှုပုံစံတယောက်တည်းပဲနေတတ်တာကိုတန်မိုးမထားတတ်တာကိုလိုရာထက်ပိုပြီးတော့မှ judge လုပ်မိပြီးတော့
မကောင်းမြင်တဲ့စိတ်များတဲ့သူတွေမှာပိုပြီးဖြစ်နိုင်ပါတယ်။မူရစ်ဆေးဝါးသုံးစွဲတာအရက်အလွန်ကျွံတောက်တာမူရစ်ဆေးဝါးသုံးစွဲတာတွေကစိတ်ကြယောဂကိုစတင်ဖြစ်ပေါ်စေနိုင်တယ်လို့ယောဂရှိနေတဲ့သူတွေအတွက်လည်းယောဂအခြေအနေကိုပိုပြီးတော့ဆိုးဝါးစေပါတယ်။ဒီအခြေအနေမှာအဓိကထားပြီးပြောချင်တာကစိတ်ကြယောဂရဖို့ဆိုတာတခါတလေအဖြစ်ပြက်တစ်ခုကြောင့်ကနေပဲရုတ်တရက်ထဖြစ်တာမျိုးရှိနိုင်တယ်လို့အပေါ်ကပြောတဲ့ပြဿနာတွေကနေတမြင့်မြင့်နဲ့လောင်ကျွမ်းလာရင်းနဲ့မှလည်းဖြစ်နိုင်ပါတယ်။စိတ်ကြယောဂခံစားနေရတဲ့သူတွေမှာရှိတတ်တဲ့လက္ခဏာလေးတွေအကြောင်းပြောပြပါမယ်။အမြဲတမ်းဝမ်းနည်းနေတာဒါမှမဟုတ်စိတ်တိုးလွယ်တာဒေါသထွက်လွယ်တာကိုဝါသနာပါတဲ့အလုပ်တွေကိုတောင်စိတ်မဝင်စားတော့တာဥပမာဂိမ်းစော့တာချက်ပြုတ်တာတငယ်ချင်းတွေနဲ့ရှောက်လဲတာဒါမျိုးကိုပြောတတ်တဲ့သူတွေကဒီလိုမျိုးတွေကိုလုပ်ဖို့စိတ်မပါတော့တာလုပ်နေရရင်လည်းမပြောတော့တာအိတ်တဲ့အလေးအကျင့်ပြောင်းလဲသွားတာဥပမာအိတ်နဲသွားတာဒါမှမဟုတ်တဏီကုံအိတ်နေတာဘလောက်ပဲအေးအေးဝရတယ်လို့မခံစားရတာအစားအသောက်ပုံစံနဲ့ကိုယ်လေးချိန်ပြောင်းလဲလာတာအစားအသောက်ကအရင်ကထက်အရန်နဲသွားတာအရင်ကထက်အများကြီးပိုစားမိလာတာခန္ဓာကိုယ်ကလည်းမရည်ရွယ်ဘဲနဲ့အရန်ပိန်လာတာအရန်ဝလာတာမျိုးတွေနှုံးနယ်ပြီးအားမရှိသလိုခံစားရတာတွေဥပမာထိုင်နေရင်တော့အားရင်ကုန်ခန်းနေသလိုခံစားရတာတာမန်အလုပ်လေးတွေကိုတော့အရန်ပင်ပန်းပန်းလုပ်နေရတယ်လို့ခံစားရတာမျိုးတွေစကားပြောတာအလုပ်လုပ်တာမှာလေးတိလေးကန်ဖြစ်လာတာဒါမှမဟုတ်စိုးရိမ်တော့ကများပြီးကနာမငြိမ်ဖြစ်နေတာမျိုးကိုတန်မိုးမရှိဘူးလို့ခံစားလာရတာကိုအရန်အပြစ်မြင်ပြီးနည်းနည်းလောက်အမားလုံးမိရင်တော့အကြီးကျယ်နောင်တရတယ်လို့မျိုးခံစားရတာအာယုံမစူးစိုက်နိုင်တာတခုခုကိုဆုံးဖြတ်ချက်ချဖို့ခက်နေတာခေါင်းထဲမှာကြောက်တုံးကြီးထည့်ထားတယ်လို့မျိုးဖြစ်ပြီးညနေစာဘာစားမလဲဆိုတာကိုတော့မစင်းစားမဆုံးဖြတ်နိုင်တော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်ခုပြောခဲ့တဲ့လက္ခဏာတွေတဲကအနည်းဆုံး၅ခုလောက်နှစ်ပတ်ဆက်တိုက်ခံစားနေရပြီဆိုရင်တော့ကုသဖို့လိုအပ်နေပါပြီအရန်ပြင်းထန်တဲ့အခြေအနေမျိုးဖြစ်လာရင်အပေါ်ကပြောထားတွေမကကိုထိခိုက်နာကျင်အောင်လုပ်တာတွေအထိပါဆိုးရွားနိုင်ပါတယ်ဒါဆိုရင်ဘယ်လိုမျိုးကုသလို့ရတယ်လဲဆိုတာကိုဆက်ပြီးပြောပြပါမယ်ဒီနေရာမှာကိုယ်တိုင်လိုက်လုပ်နိုင်တဲ့စက်ကဲနီလန်းလေးတွေကလိုက်လုပ်ကြည့်ဖို့လွယ်သလိုထိရောက်တဲ့နီလန်းလေးတွေမလို့ဒီအကြောင်းအရာလေးတွေကိုအရင်ဆုံးပြောပြမယ်နော်ဘာမှမပြောသေးခင်မှာအရင်ဆုံးသတိထားစီချင်တာကစိတ်ကြယောဂရဲ့သဘာဝကိုယ့်ရဲ့ negative thoughts လို့ခေါ်တဲ့မကောင်းတဲ့အတွေးတွေအားလုံးကိုတကယ်ဖြစ်နေတယ်လို့ထင်အောင်လှုံ့ဆော်တတ်ပါတယ်တကယ်တမ်းမှာအဲ့ဒီလောက်မဆိုးရတာကိုသတိရပါနော်ပြီးတော့စိတ်ကြယောဂကပြင်းရိတာကိုယ်စွမ်းကိုယ်စာနေတာမဟုတ်ပါဘူးစီးချိုသွေးတိုးယောဂလိုမျိုးဂယုစိုက်ဖို့လိုတဲ့ကုသမှုလိုအပ်တဲ့ယောဂမျိုးပဲဆိုတာကိုအမြဲသတိရပေးပါတိတိလေးတွေကိုစလုပ်ပါစိတ်ကြယောဂခံစားနေရတဲ့သူမှာကြီးမားမားကိစ္စတွေကိုပြီးမြောက်အောင်လုပ်နိုင်ဖို့ခက်ခဲနေနိုင်ပါတယ်စိတ်မပူပါနဲ့လွယ်တာကိုအရင်စလုပ်ပါတအိမ်လုံးတန်ရှင်းရေးလုပ်ဖို့ခက်နေလားโอเคအဲ့ဒါဆိုရင်ဘေးစင်ကိုပဲတန်ရှင်းရေးအရင်စလုပ်လိုက်ပါအပြင်ထွက်ပြီးလေ့ကျင့်ခန်းလုပ်ဖို့ခက်နေလားဒါဆိုရင်ခုလှဲနေတဲ့နေရာကနေခဏထပြီးတော့2မိနစ်လောက်လမ်းလျှောက်လိုက်ပါရေဝဝချိုးလိုက်ပြီးစားကောင်းတာလေးတွေကိုစားလိုက်ပါဒီလိုမျိုးတေးသေးမွားမွားလေးတွေကမလုတ်ချင်မကင်ချင်ဖြစ်နေတဲ့စိတ်ကိုလျော့ကျစေပါတယ်နေ့စဉ်လုပ်နေကြအလုပ်တွေကိုပုံမှန်လုပ်ဖြစ်ပါစေစားချိန်အိတ်ချိန်ကိုတသက်မှတ်ထားပါလုပ်နေကြအလုပ်ကိုပုံမှန်လုပ်နေရင်စိတ်ကြဖို့အချိန်လျော့သွားပါလိမ့်မယ်နှွေးထွေးတဲ့နေရောင်ရဲ့အရာတာကိုခံပါနေရောင်ခြည်ဟာအုံနောက်ကနေပျော်ရွှင်ခြင်းဟော်မုန်းလို့ခေါ်တဲ့ဆီရိုတိုနင်ကိုထွက်စေပါတယ်ဒီဟော်မုန်းကလူတွေအတွက်စိတ်တည်ငြိမ်တာတွေပျော်ရွှင်တာတွေအာရုံစူးစိုက်မှုကောင်းတာတွေကိုဖြစ်စေပါတယ်WHO အဖွဲ့ရဲ့လေ့လာချက်တွေအရတစ်ချိန်ကို5မိနစ်ကနေ15မိနစ်နဲ့တစ်ပတ်ကို2ချိန်ကနေ3ချိန်မျက်နှာ
လက်နဲ့ခြေထောက်တွေကိုနေအောင်ကြည့်ထိပေးတာကအကောင်းဆုံးလို့ဆိုထားပါတယ်။အိပ်ရေးဝဝအိပ်ပါ။တရက်ကို9နာရီကနေ9နာရီကြားလောက်အိပ်ပါ။အိပ်ခန့်နီးမှာဖုန်းသုံးတာ TV ကြည့်တာလို့ screen time ကိုလျှော့ချပါ။အိပ်မပြောရင်စာအုပ်ဖတ်တာပဲဖြစ်ဖြစ်အသက်ရှူလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်လုပ်ပြီးအိတ်ချင်စိတ်ကိုဖြစ်လာအောင်ကြိုးစားကြည့်ပါအလွန်အကျွံတော့မအိပ်ရပါဘူးနော်အစားအသောက်ကိုလည်းမျှမျှတတစားပါအစားအသောက်မဝင်ရင်လူကအားနည်းပြီးတော့မှလေးလံတာမျိုးဖြစ်စေပါတယ်တနေ့မှာရေကို2လီတာကနေ3လီတာလောက်တောက်ပေးပါကိုယ်စိတ်ချယုံကြည်ရတဲ့တယောက်ယောက်ကိုရင်ဖွင့်ပါကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကပဲဖြစ်ဖြစ်မိသားစုဝင်တဦးကိုပဲဖြစ်ဖြစ်ကိုခံစားနေရတဲ့အကြောင်းတွေကိုရှင်ဖွင့်ပါအကုန်လုံးကိုလိုက်ရှင်းပြဖို့မလိုဘူးနော်ကိုပြောချင်တာတွေကိုနားထောင်ပေးတဲ့သူတယောက်လောက်ရှိရင်ကိုခံစားနေရတဲ့ဝေဒနာတွေကလျော့နေစေပါတယ်အရက်တောက်တာမူရည်စေးသုံးတာတွေကိုအစာမလုပ်ပါနဲ့ဒီဟာတွေကိုသုံးလို့ခဏတစ်ဖြုတ်လောက်နေသားသလိုရှိနိုင်ပေမဲ့ရေရှည်မှာတော့ပူပြီးစိတ်သက်ကြစေပါတယ်ကိုအကောင်းမြင်စိတ်ထားပါကိုရဲ့တငယ်ချင်းအပေါ်ကိုချစ်ရတဲ့သူတယောက်ယောက်အပေါ်ကိုပေးနိုင်မဲ့နှွေးထွေးမှုမျိုးကိုပြန်ပေးပါကိုအရန်ကြီး just လုပ်တာမျိုးမလုပ်ပါနဲ့ကိုရဲ့ဝါသနာပါတဲ့အရာလေးတွေကိုပြန်လုပ်ပါလှုပ်ချင်စိတ်နဲနေရင်တော့ပြန်လှုပ်ကြည့်ပါချက်ချင်းကြီးတော့အရင်တုန်းကလိုမျိုးပျော်သွားမှာမဟုတ်ပေမဲ့တဖြည်းဖြည်းနဲ့ပြန်ပြီးကြည်နူးမှုလေးရလာပါလိမ့်မယ်စိတ်တည်ငြိမ်စေမဲ့လေ့ကျင့်ခန်းတွေလုပ်ပါဝင်လေထွက်လေမှတ်တာတရားထိုင်တာဆူတောင်းတာမျိုးတွေကစိတ်ကိုငြိမ်သက်စေပါတယ်ကိုဝင်ပြီးစေတဲ့အရာတွေကိုတက်နိုင်သလောက်လျှော့ချပါဘယ်အရာတွေကကိုဝင်ပြီးစေတာလဲအဲ့ဒါတွေကိုရှောင်လိုက်ပါဥပမာsocial media သုံးနေတော့တက်လာတဲ့ new feeds တွေကကိုတိမ်ငယ်စေတာမျောလင်းချက်မဲ့စေတာမျိုးဖြစ်နေရင်အဲ့ဒီ application တွေကိုတစ်ပတ်လောက် uninstall ထားလိုက်ပါကိုတွေးမိနေတဲ့အတွေးတွေကိုချရေးပါကိုခံစားရတာလေးတွေကိုဂျာနယ်ရေးတာဒိုင်ယာရီရေးတာလေးတွေလုပ်ကြည့်ပါဒီလိုရေးလိုက်တာကကိုယ့်ရဲ့စိတ်ကိုသက်သာစေတယ်လို့တခါတလေပြဿနာရဲ့အရင်းမြစ်ကိုရှာတွေ့ပြီးဖြေရှင်းလိုက်နိုင်တာမျိုးလည်းရှိတတ်ပါတယ်ဒီအချက်လေးတွေကတော့ကိုယ်တိုင်လိုက်လုပ်လို့ရတဲ့စက္ကဲ tips လေးတွေပဲဖြစ်ပါတယ်တကယ်လိုက်လုပ်ကြည့်လိုက်ရင်ကိုခံစားရတာတွေတက်တာလာတာကိုတိတိတတ်တာခံစားလာရပါလိမ့်မယ်လိုအပ်ရင်အကူအညီပေးနိုင်တဲ့ကျွမ်းကျင်ပညာရှင်တွေစိတ်ကျန်းမာရေးဆရာဝန်တွေစီကတင့်တော်တဲ့ကုထုံးတွေကုသမှုတွေကိုလည်းခံယူလို့ရပါတယ်စိတ်ကြယောဂါကတင့်ရဲ့အရှိတရားကနေဖုံးကွယ်ထားပါတယ်မင်းကဒီလိုလူမျိုးပဲဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးကြုံနေရတယ်နောက်လည်းဒီလိုမျိုးပဲကြုံနေရအောင်မယ်လို့တင့်ကိုတွေးနေစေပါတယ်တကယ်လက်တွေ့မှာတော့ဒီလိုမဟုတ်ပါဘူးဒီယောဂါကကုလို့ပျောက်ပါတယ်ဒါကြောင့်ဒီယောဂါကိုသူ့ဘာသူပျောက်သွားမယ့်အချိန်ကိုထိုင်ဆောင်မနေပါနဲ့တငယ်ချင်းတွေနဲ့စကားပြောပါအပြင်ထွက်ပြီးနှွေးထွေးတဲ့နေအောင်ကြီးကိုခံယူပါလမ်းလျှောက်ပါကိုချစ်ပါလိုအပ်ရင်ဆရာဝန်နဲ့ပြသပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဒီလိုမျိုးကျန်းမာရေးဘူးတုတတွေကိုနှစ်သက်ရင် like and subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်တခုမရှင်းတာတွေရှိရင်ပဲဖြစ်ဖြစ်အခြားသိချင်တဲ့အကြောင်းအရာတွေကိုမေးမြန်းလိုတာပဲဖြစ်ဖြစ် comment မှာရေးထားခဲ့လို့ရပါတယ်အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်